Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့သင်မဲ့သင်ခန်းစာကတော့ Python variable and data type ဖြစ်ပါတယ်ကျွန်တော်တို့ဒီသင်ခန်းစာမှာဘာတွေပါမလို့ဆိုတော့ Python variable တွေအကြောင်းပါမယ် identifier တွေအကြောင်းပါမယ် keyword တွေနဲ့ data type တွေအကြောင်းပါပါမယ်ဆိုတော့ပထမဆုံးဒီ lesson မှာတော့ကျွန်တော်တို့ကဒီပုံမှန်တိုင်းဒီ explanation တွေပဲမသွားတော့ဘဲနဲ့ practically နည်းနည်းလုပ်ပါမယ် Python မှာက variable ဆိုတာကမြန်မာလိုအလွယ်ပဲမှတ်မယ်ဆိုရင် variable ဆိုတာ program ထဲမှာdata တွေကိုတင်ထားပေးတဲ့နေရာ program ထဲမှာ data တွေကိုတင်ထားပေးတဲ့နေရာအဲ့လိုလေးမှတ်လိုက်ရင်ရပါပြီအင်္ဂလိပ်လိုအရှည်ဆိုရင်ကျွန်တော်တို့ခဏကျွန်တော် typing ရိုက်ပြပေးမယ်နော် okay လုပ်လိုက်မယ် Python variable as variable variable ဆိုတာက variable a ပေါ့ variable is a name name reference to a value value that it store in memory အဓိကအပြင်ကျွန်တော်တို့ခဏအတိုင်းပါပဲ variable ဆိုတာက program ထဲမှာအသုံးပြုမဲ့ data တွေကိုသိမ်းပြီးထားတဲ့နေရာအဲ့လိုပဲမှတ်ထားလိုက်ရင်ရပြီဒီအင်္ဂလိပ်လိုမျိုးလေးnote ထည့်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ပြောတဲ့ဒီဟာလေးကို note ထည့်ထားလို့ရပါတယ်ပြီးရင်နောက်တစ်ခုကvariables variable တွေကသုံးဖြစ်ပါတယ် USCD use သုံးပါတယ် to STORE store data so ဒါကြောင့် DHAD that it can be USCD use later in GRAM program နေပြီးရင်program နေအဲ့ဒါက memory ထဲမှာvalues တွေကို store လုပ်တယ်အဲ store လုပ်ပြီးရင်အဲ့ဒါကို program မှာပြန်သုံးတယ်ဒါကိုပဲသူကပြန်ပြောတာပါဆိုတော့ဒီ note လေးကိုတစ်ချက်ပြန်ပြီးတော့မှတ်ထားလိုက်ရင်အဆင်ပြေပါတယ်ဆိုတော့ variable တွေကိုလက်တွေ့အသုံးချကြည့်ရအောင် variable တွေကိုလက်တွေ့အသုံးချဖို့ဆိုရင်ကျွန်တော်တို့ကပထမဆုံးဒီ example ကုတ်လိုင်းလေးတစ်ကြောင်ရေးရအောင်ဆိုတော့ h equal to 10ပေါ့ကျွန်တော်တို့ h equal to 10 h ဆိုတာက variable x equal x ဆိုတာက variableဆိုတော့ကျွန်တော် Python မှာက comment ရေးရင်ကျွန်တော်တို့ comment သွားမယ်နော်ပထမဆုံး comment လေးရေးမယ် x is variable x ဆိုတာ variable အဲ့ဒီနေရာမှာ10ဆိုတာက10 is values x equal to 10ဒီမှာကကျွန်တော်တို့က x ဆိုတာက variable 10ဆိုတာက value ဆိုတော့ကျွန်တော်တို့ဒီဟာက variable တွေကိုအသုံးပြတော့ဒီဟာကိုဘယ်လိုပြန်ပြီးအသုံးပြတော့ထားပါတော့ကျွန်တော်တို့က x equal to 10 y equal to 20ပေါ့20ကျွန်တော်တို့ calculator program တစ်ခုလုပ်မယ်ဆိုရင် print ဒီမှာ x plus y ပေါ့ x plus y ပေါ့ဒါမျိုးသုံးလိုက်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့က Python ကိုဘာလို့သုံးလုံးဆိုတော့ sorry spider ကိုဘာလို့သုံးလုံးဆိုတော့ spider မှာကိုယ်ပိုင် console ရှိတယ်နော်ကိုယ်ပိုင်ပြီးရင်ကျွန်တော်တို့ဘယ်နေရာဘာတွေသုံးသွားတယ် type တွေကဘာရှိတယ် size တွေဒီ data size ဘယ်လောက်ရှိတယ်ဒါမျိုးတွေကိုကျွန်တော်တို့ကကိုယ်ပိုင် analyze လုပ်ပြီးကြည့်နိုင်တယ်နော်ပြန်ပြီးတော့ကိုယ် program ကိုယ့်အကိုတော့နားမလည်တဲ့ program တွေရှိရင်ဒီမှာလာပြီး analyze လုပ်နိုင်တယ်နော် AI နဲ့ကုတ်တွေရေးထားတယ်ကိုယ်တိုင်က Python တင်ထားပြီးရင်ကိုယ်ကပြန်ပြီး compile လုပ်ချင်တယ်ဆိုရင်ဒီနေရာမှာလာပြီးတော့ဒီလာပြီးကြည့်လို့ရတယ် program တွေဖတ်လို့ရတယ် program တခြားလူတွေရေးထားတဲ့ program တွေပြန်ဖတ်တာလည်းဒါဟိုအသုံးဝင်တဲ့နည်းလမ်းတွေအများကြီးရတယ်ပညာတွေလည်းရပါတယ်เนาะဆိုတော့ variable ဆိုတာကဒီ program ထဲမှာ values တွေ data တွေတင်ထားတဲ့နေရာအဲ့ဒါကို program မှာပြန်ပြီးသုံးချလို့ရတယ်เนาะဒါဟိုဒီအဲ့ဒါက variable လို့ခေါ်တယ်ဒါ Python မှာက C တို့ CPP တို့နဲ့မတူတာကကြတော့ data type ကိုတိတိကျကျ define လုပ်เสียမလို့ဒီ C မှာဆို int a equal to 1 sorry 10ပေါ့ဒါဆိုရင်ဒီ C မှာကျွန်တော်တို့A နေရာမှာ integer 10ဆိုပြီးသွားတာပေါ့နော် Python မှာကျတော့အဲ့ဒါမျိုးမရှိဘူးPython မှာကကျွန်တော်တို့ data type တွေအမျိုးမျိုးရှိပါတယ်ဆိုတော့ data type တွေကိုမသွားခင်ကျွန်တော်တို့ values တွေစပြီးထည့်ကြည့်အောင်h equal to
h equal to sorry ဘောကဟိုကျွန်တော်တစ်ချက်ဖြတ်လိုက်မယ် h equal to 10ဗျာဆိုတော့ prnd print လုပ်မယ်h ပေါ့ print h ပေါ့ဆိုတော့ကျွန်တော်သိတာအောင်နည်းနည်းလေးကွန့်လိုက်မယ်နော်this is sorry this is phd fist the first x this is the first x ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဘာလို့ the first x ဆိုတာကိုရေးလဲဆိုတော့ပြီးရင်သိလိမ့်မယ်နော် okay ကျွန်တော်ကဒီလိုမျိုးလေး sorry ကျွန်တော်ဒီနေရာမှာနည်းလေးလိုသွားတယ်ကျွန်တော်က comma ထည့်ဖို့လိုတယ် okay ဒီမှာ this is the first x ပေါ်လာပြီဘာလို့ပေါ်လာလဲကျွန်တော်ပြီးရင်ပြန်ပြောမယ်ကျွန်တော်တို့က Python ကဒီမှာဒီ h ကိုပဲနှစ်ခါသုံးမယ် h 20ပေါ့ဒါမျိုးလေးနှစ်ခါသုံးမယ် print print ဒီမှာ f string နဲ့သုံးလို့ရတယ်เนาะကျွန်တော် f string နဲ့တိတ်ပြီးတော့မသုံးကြဘူးဒီကောင်နည်းနည်းရှုပ်လို့เนาะဒီ scond second h ပေါ့ second h အနေနဲ့ကျွန်တော်သုံးလိုက်မယ်comma လေးရေးလိုက်မယ်ပြီးရင် h ကိုထားလိုက်မယ် x ကိုထားလိုက်မယ်ခုတော့သိတာမှာမဟုတ်သေးဘူးเนาะဒီမှာလောက်လိုက် first 8ဒီ 10 second 8ဒီ 20ဆိုတော့ဒီဟာတစ်ခုချင်းစီမှတ်တာလားဆိုတော့ကျွန်တော် first 8 print function ကိုဖြတ်เสียရတော့မလိုဘူးဒီ 8ကိုကျွန်တော်တို့က value string နဲ့ဒီ 8ကိုပဲပြန်သုံးတာဒီ 8 ထဲမှာအရင်က10ရှိခဲ့တယ်နောက်တစ်ခုလုံးလိုက်တဲ့နောက်တစ်ခု20လို့ထပ်ပေးတဲ့အခါမှာအဲ့8ထဲက value ကျွန်တော်တို့က override လုပ်လိုက်တာ list နေနဲ့ပြန်ထည့်တာမဟုတ်ဘဲနဲ့ override လုပ်လိုက်တာเนาะဆိုတော့နောက်တစ်ခုဆိုတော့ရလဲကျွန်တော်စီမှာပေါ်ပါတယ်ဆိုတော့ sorry ပါအဲ့အတွက်လဲနောက်တစ်ခုက assignment operator အခုလက်ရှိကျွန်တော်တို့သုံးနေတာကဒီမှာformula လေးတစ်ခုရှိရပါတော့ h equal to 20အဲ့ formula လေးကဘာလဲဆိုတော့ VARIA variable equal to က assignment operator လို့ခေါ်တယ်နော်variable black assi gn MEND assignment OBERA DO assignment operator black variable black assignment operator black VALUE value ရေးတော့ကျွန်တော်တို့ h ကို h ကကြတော့ variable ပေါ့နော် assignment operator ကကြတော့ equal ပြီးရင် value ကကြတော့ then or something ပေါ့နော် something data ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါကassignment operator တွေတခြား operator တွေလည်းအများကြီးရှိရဲကျွန်တော်ပြီးရင်ခဏနေရှင်းပြပေးမယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီနေရာမှာ equal ဆိုတာက assignment operator ဖြစ်ကြောင်းကိုသိစေချင်တာပေါ့နော်ဆိုတော့နောက်တစ်ခုသွားရအောင်ကျွန်တော်တို့ data type တွေအကြောင်းသွားရအောင် data type တွေမှာကျွန်တော်တို့များများဆဆရေလို့တော့မရှိဘူးကျွန်တော်တို့ Python မှာဆိုရင် data type ဒီ number ရှိမယ် string ရှိမယ် list ရှိမယ် table ရှိမယ် dictionary ရှိမယ် sorry ကျွန်တော်ရေးလိုက်ပါမယ်เนาะnumber ရ number ရှိမယ်ကျွန်တော်တို့ string ရှိမယ် list လေးရှိမယ် du ple table ရှိမယ် dicd အရှိဆိုရင်တော့ ionary dictionary ပေါ့နော်ကျွန်တော် dicd လို့ပဲရေးလိုက်မယ်dictionary ရှိမယ်ဒီ၄မျိုးရှိတယ်၅မျိုးရှိတယ်အဲ့၅မျိုးထဲမှာကျွန်တော်တို့ကပထမဆုံး number မှာကအခွဲလေးတွေရှိရဲဗာလေးရှိအောင်ဆိုတော့သူက int လို့ခေါ်တယ် integer တွေရှိရဲinteger တွေပြီးရင် float float တွေရှိရဲပြီးရင်ကျွန်တော်တို့ဗာတွေရှိမလို့ဆိုတော့comple complex number တွေရှိတယ်ဒီထဲမှာ number ထဲမှာပေါ့integer ထဲမှာကျွန်တော်တို့ဒီအားတွေကိုဖြည်းဖြည်းချင်းတစ်ခုချင်းသုံးပြမယ်နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ string ကတော့ string ပဲ string တွေဘယ်လိုထည့်လဲပြီးရင် list တွေ table တွေကိုဘယ်လိုထည့်လဲဖြည်းဖြည်းချင်းပြောသွားပထမဆုံး number တွေကိုစမ်းကြည့်အောင်ဆိုတော့ number အနေနဲ့ကျွန်တော်တို့က h equal to 10ဒီနေရာမှာကျွန်တော်တို့ data type ကိုစစ်လို့ရတယ် type type 8ကျွန်တော်တို့က data type ကိုစစ်လို့ရတယ်ကျွန်တော်တို့အဲ့လိုစစ်လိုက်အဲ့နေရာမှာ sorry မြင်ရမှာCL လေးက clear ပေါ့နော်ကျွန်တော်ပြန်ပြီး run လိုက်မယ်ဆိုတော့ဒီကောင်ကမမြင်အောင်ဘူးဆိုတော့ဒီသူ့ရဲ့ spider ရဲ့ console ကြောင့်လည်းဖြစ်နိုင်တယ်ဆိုတော့အဲ့ type 8ကိုကျွန်တော်ဒီhd ဆိုပြီးတော့ h ရဲ့ data type ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ် dyb type 8ပေါ့ကျွန်တော်ကဒီအမှန်တကယ်တော့ဒီမှာကျွန်တော်တို့ timing မှာဆိုရင်တော့ဒီတိုင်းလေး run လိုက်တာနဲ့သူထွက်လာလိမ့်မယ်ဒီမှာကျတော့ကျွန်တော်တို့ကဒီ interpreter ခံထားတာဆိုတော့တိတ်ပြီးအဆင်မပြေဘူးเนาะဆိုတော့ prnd print ပြန်ထုတ်မယ်ကျွန်တော်တို့ hd ကို print ထုတ်မယ်
h ကို print ထုတ်လိုက်မယ်ဒါဆိုရင်သူရဲ့ဟို h ရဲ့ data type က class က integer တဲ့ class ကh ရဲ့data type ဒီ integer data type ဆိုတော့ this is the ဆိုတော့ကျွန်တော်တို့ကthis is the DYB type of data of x ပေါ့ဘယ်လိုပဲရေးပါအဆင်ပြေသလိုရေးလို့ရကျွန်တော်ရေးရမှန်တယ်လို့လည်းကျွန်တော်မပြောပါဘူးဘယ်လိုပဲရေးကျွန်တော်အင်္ဂလိပ်စာနည်းနည်းညံ့ဒါဒီက programming ကိုချစ်လို့တာတင်းနေတာ okay let's go there ဆက်သွားရအောင် this is the type of data of x က class က integer ဖြစ်ပါတယ်ကျွန်တော်တို့ sorry let's go sorry ကျွန်တော် y float ကိုသွားမယ် float ဆိုတာကျွန်တော်တို့က float ဆိုတာဓာတ်မကင်းကိုခေါ်တာပါ1.2 1.3ဒါမှမဟုတ် 2.5 ဒါမျိုးပုံစံမျိုးတွေပေါ့နော်အားဆိုရင်ဆိုtype ကိုစစ်မယ်ကျွန်တော်တို့ yt ပေါ့ yt equal to dyb type of y ကျွန်တော်တို့terminal မှာဆိုဒီတိုင်းဆက်လိုက်လို့ရရနော် type of y ဆိုပြီးဆက်လိုက်လို့ရရနော်ဟိုစင်မပြေမှဒါမျိုး program နေနဲ့ရေးပေါ့အားဆိုရင် this is the type of y ဆိုပြီးကျွန်တော်တို့ print ထုတ်ပါမယ်ဒီဟာပို့ပြီးတော့ကျွန်တော်တို့ထက်ဒီကွန်ပျူတာကပို့ပြီးတည်လိမ့်မယ်ဗောနော်ကျွန်တော်တို့တည်တာလောက်ထက်ကွန်ပျူတာကပို့ပြီး detail တည်လိမ့်မယ်ဆိုတော့ that's why ကျွန်တော်တို့ဒီ print ထုတ်ကြည့်ပါမယ်အဲဆို the type of data of this is the type of data of y data type of y ဆိုလဲရရနော်ဒီဘယ်လိုမျိုးပဲရေးရပါတယ်ဒီ float ပေါ့သူက y က 1.2 ဒီ float ဆိုတော့ complex number တွေရှိတယ် complex number တွေထားကျွန်တော်တို့ complex number ကိုထားခဲ့လိုက်မယ်ပြီးရင်ကျွန်တော်တို့ string ကိုသွားမယ် string ကကြတော့ကျွန်တော်တို့ z လို့ထားလိုက်မယ်z equal to ဆိုတော့ a b b l e above ပေါ့နော် above ကျွန်တော်တို့ကဒီ ad ပေါ့ ad equal to dyb type of a ပေါ့နော် type of a ပေါ့နော်ဒီကောင်ပြီးရင်ကျွန်တော်တို့ brin d bring this is the type of a ဆိုပြီးတော့ကျွန်တော်ထည့်လိုက်မယ် a ad okay let's go there and define a sorry ဒီကောင်မှားနေတယ် zd ဖြစ်ရနော်သူက z sorry zd နော်ဒီမှာဒီထဲမှာထည့်ထားတာလေ z ဖြစ်ရဒါကြောင့်သူက error တက် this is the type of z z ကကြကျွန်တော် string ထည့်ထားတာဒီမှာ string ဒီမှာ album သူကိုယ်တိုင်လဲ values တွေကိုသူထုတ်ပေးတယ်နော်ပြီးရင် table list တွေကတော့ကျွန်တော်တို့ပြီးရင်လာပါမယ်table list တွေတခါတည်းထည့်မပေးတာကဒီ table list တွေကအရင်များတယ်တင်ငန်းစာအနေနဲ့ကျွန်တော်နှစ်ခုခွဲပြီးတင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ table နဲ့ list နဲ့ကမပါခြင်းဖြစ်ပါဆိုတော့ကျွန်တော်တို့က naming system Python ရဲ့ variable naming system ကိုသွားကြည့်အောင်အနေpydh1 name naming as y sdem naming system ကိုတစ်ချက်သွားကြည့်အောင်နော် Python ရဲ့ကျွန်တော်တို့ variable name ကိုဒီနေရာမှာကြည့်လို့ရပါတယ် variable name ကိုဘယ်လိုမျိုးပေးတော့ဆိုတော့a variable ရဲ့ method must start with a letter or the underscore character letter ဒါမှမဟုတ် underscore character နဲ့စလို့ရတယ်စပြီးရေးလို့ရတယ်ကျွန်တော်တို့မြင်မှုမှာပါ Python programming မှာဆိုရင်ဒါမျိုးလေးတွေပေးထားတာလေးရှိတယ်နော်အဲ့ဒါမျိုးလေးမြင်မှုမှာပါဆိုတော့အဲ့ဒါမျိုးလေးနဲ့သူကစလို့ရပါတယ်တဲ့ပြီးရင် variable name cannot start with a number တွေနဲ့စပြီးတော့နာမည်ပေးလို့မရပါဘူး variable name တွေကိုပေးတဲ့နေရာမှာ reality ဆန်ဆန်လေးတွေပေးကြပါတယ်ဆိုတော့fruit data တွေထည့်မှာဆိုရင်ရှေ့ကfruit list ပေါ့ဒါမျိုးလေးတွေထည့်တယ်ဒါမှမဟုတ် fruit 1 fruit 2ဆိုပြီးထည့်ကြတယ်1 fruit 2 fruit လို့တော့မသွားကြဘူးဒီပုံစံမျိုးပေါ့ခဏန်းဒီနောက်ကနေလိုက်ရမယ်ပေါ့ရှေ့ကနေစလို့မရဘူး variable name can only contain alpha numeric character and underscore တဲ့ numeric character a to z ပါမယ် a b c d g a b c d အသေးကနေ a to z ပါမယ်ပြီးရင်0ကနေ9အထိပါမယ်ပြီးရင် underscore ပဲပါမယ်တခြား character တွေမပါပါဘူးတခြား special character တွေထည့်လို့မရပါဘူး naming system ထဲမှာเนาะပြီးရင် variable name case sensitive variable name တွေကိုကျွန်တော်တို့က program ထဲမှာပြန်သုံးဖို့အတွက်ပေးကြတာဖြစ်တယ်
ဆိုတော့အဲ့ variable ကို program ထဲမှာပြန်သုံးမယ်ဆိုရင်ဒီကောင်က case sensitive ဖြစ်တယ်ဒီ case sensitive ဖြစ်တယ်ဆိုတာဒီမှာကကျွန်တော်တို့တစ်ချက်ပြောပြမယ်FRUID fruit equal to ABBLE able လို့ပေးလိုက်ပြီးထားပါတော့ကျွန်တော်တို့ကနောက်မှာ print PIND print FRUIT ပေါ့ဒီကြီးနဲ့ရေးလိုက်ဒီကြီးနဲ့ရေးလိုက်အဲ့မှာကျွန်တော်တို့ကသွားပြီး run လိုက်မယ် run လိုက်ရင်သူ error တက်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာအသေးတွေကြီးပဲစကလုံးပေးခဲ့ရင်ဒီမှာလည်းအသေးတွေကြီးပဲဖြစ်ရမယ်အကယ်၍ဒီမှာကိုကအကြီးနဲ့သုံးနေတယ်ဆိုရရင်ကိစ္စမျိုးပေါ်ကြီးပြောင်းလာerror တွေလိုက်ရှင်းရတာမျိုးလေးတွေလည်းရှင်းရတယ်ဒီမှာသူအဆင်ပြေသွားပြီ apple လို့သူထွက်လာပြီเนาะဒါမျိုးလေးတွေကိုပြောတာပါဆိုတော့ကျွန်တော်တို့ဒီနေ့ရဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်เนาะနောက်တစ်ခါကျရင်ကျွန်တော်တို့တင်ပေးမယ်သင်ခန်းစာရဲ့အကြောင်းအရာတော့ကျွန်တော်တို့ list တွေတင်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ